အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးမယ့်အကြောင်းကတော့လက်ထက်မှာ30ပတ်စံ$9သာရှိတဲ့ဘဝကနေဒေါ်လာတန်900နီးပါးအထိကျော်ဝချမ်းသာလာတဲ့လူတဦးအကြောင်းပဲဖြစ်ပါတယ်သူကတော့လက်ကြီးအချိန်မှာကမ္ဘာကျော်အချင်းမင်းသားအဖြစ်အောင်မြင်ကျော်ကြားနေတဲ့ Draw ပဲဖြစ်ပါတယ်ခင်ဗျာ Draw ရဲ့နာမည်ရင်းကိုတော့လူတော်တော်များများသိမသိကြပါဘူး Draw ရဲ့နာမည်ရင်းကတော့ Rain ကျွန်းစင်ပဲဖြစ်ပါတယ်Rain ကျွန်းစင်ကိုတော့သူ့ရဲ့ဖခင် Rocky ကျွန်းစင်နဲ့သူ့ရဲ့မိခင်အတန်ကျွန်းစင်တို့က1980မေလ2ရက်နေ့မှာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာမွေးဖွားပေးခဲ့ပါတယ်။သူ့ရဲ့အဖေ Rocky ကျွန်းစင်ကဂျေဆာနဘန်နမဖြစ်ပြီးတော့သူ့ရဲ့အမေအတန်ကျွန်းစင်ကတော့ရအလုပ်ကိုဝင်လုပ်နေရပါတယ်။သူ့အဖေကတော့ဂျေဆာနဘန်နမဖြစ်တဲ့အတွက်နေတကာလဲပြီးတော့လိုက်ပြရတာမို့လို့သူတို့မိသားစုဟာလည်းတမျိုးပြီးတမျိုးပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်သူ့အဖေကသူတို့မိသားစုရဲ့စာဝတ်နေရေးကိုပုံမှန်လဲပတ်အောင်မထောက်ပံ့ပေးနိုင်လို့သူတို့ကိုအိမ်ငှားပေးတဲ့အိမ်ချင်းကလည်းသူတို့မိသားစုကိုအိမ်ပေါ်ကနေနင်ချခဲ့ပါသေးတယ်အဲ့ဒါတွေကြောင့်သူမိဘတွေဟာစကားများပြီးရန်ဖြစ်ခဲ့ကြပါတယ်Rain ကျွန်းစင်ရဲ့ဘဝဟာလည်းထင်သလောက်မလွယ်ကူပဲနဲ့ခက်ခဲကြမ်းတမ်းခဲ့ပါတယ်ဒီလိုနဲ့သူဟာအိမ်ကဆင်းရဲတဲ့အပြင်မိသားစုကပါအဆင်မပြေတဲ့အတွက်ကြောင့်သူစိတ်ကိုအလိုလိုက်မိပြီးစိုးသွမ်းခဲ့ပါတယ်အဲ့လိုတွေကြောင့်ပဲသူဟာပစ္စည်းတွေခိုးတယ်လူရဲမှုတွေဖြစ်တယ်ရန်တွေဖြစ်တယ်မျိုးမျိုးပြမှုကျူးလွန်ခဲ့ပြီးတော့သူဟာအကြိမ်ကြိမ်အဖမ်းခံခဲ့ရပါတယ်ဒီလိုနဲ့သူ့အသက်15နှစ်ရောက်တဲ့အခါမှာတော့သူ့ဘဝအတွက်မမေ့နိုင်စရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ဘာလဲဆိုတော့သူနဲ့သူ့အမေအပြင်သွားတော့လမ်းမကြီးတနေရာရောက်တဲ့အခါမှာတော့သူ့အမေကသူ့ကိုကားထဲမှာတယောက်တည်းထားခဲ့ပြီးကုန်တင်ကားကြီးတွေတွာလာနေတဲ့လမ်းမကြီးပေါ်ကိုဖြတ်ပြေးပြီး suicide လုပ်ဖို့ကြိုးစားခဲ့ပါတယ်။သူအချိန်မီဆွဲထားနိုင်ခဲ့လို့ဒါသူ့အမေဘာမှမဖြစ်သွားရပါ။အဲ့ဒီကြောင့်ပဲသူဟာသူ့ဘဝအတွက်ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုတော့သူ့ရဲ့အမေကိုပြည့်စုံနဲ့လိုလေသေးမရှိအောင်ထားနိုင်ဖို့ပါပဲ။ Rain ကျွန်းစင်ရဲ့အိမ်မက်ဟာလည်းအမေရိကန်ဘောလုံးအားကစားသမားဖြစ်နေတာပါ။သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်သူဟာဂျင်းတွေကစားတယ်လေ့ကျင့်ခန်းတွေစလုပ်တယ်ပြီးရင်သူစိတ်ဝင်စားတဲ့ဘောလုံးအားကစားနည်းကိုလည်းလေ့လာလိုက်စားခဲ့ပါတယ်။ဒီလိုနဲ့သူဟာ Miami University မှာတက်ပြီးတော့အားကစား scholarship ရရှိခဲ့ပါတယ်။ဒါကြောင့်သူ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်လက်တကမ်းပဲလိုတော့တာပါ။သူ့အမေကိုပြည့်စုံထားရှင်တဲ့သူ့အိမ်မက်ဟာလည်းဖြစ်လာတော့မှလို့သူတွေးထားတာပေါ့။ဒါပေမဲ့သူ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်လေ့ကျင့်ခန်းတွေအလွန်ကျွံလောက်ရင်ခြေလက်ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။သူ့ရဲ့ဒဏ်ရာကိုခွဲစိတ်ကုသမှုအပြီးမှာတော့ကာလချီကြာစွာအနားယူရပြီးဘောလုံးကိုဆက်မကစားနိုင်တော့ပဲသူ့ရဲ့အိမ်မက်ဟာလည်းလုံးဝပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်သူဟာစိတ်သက်တွေကြပြီးဘဝမှာဘာဆက်လုပ်ရမှန်းမသိတော့တဲ့အထိလမ်းတွေပြောက်ခဲ့ပါတယ်။သူ့ရဲ့လက်ထက်မှာလည်းသူသုံးဖို့အတွက်ပတ်စံ$9သာကျန်ခဲ့ပါတယ်။သူ$9ကိုကင်ပြီးသူ့အမေနေတဲ့အခန်းစီသူပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့သူဟာဒီတိုင်းဆက်နေလို့မဖြစ်ဘူးဆိုတဲ့အသွေးခေါင်းထဲဝင်လာကသူဘာဆက်လုပ်ရမလဲဆိုတာသူသုံးဖြတ်ချက်ချခဲ့ပါသူ့အဖေစီဖုန်းဆက်ပြီးသူ့ကိုနဗန်းပညာတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်အစပိုင်းမှာတော့သူ့အဖေဟာမတင်ပေးဘဲနဲ့ငင်းဆန်ခဲ့ပါတယ်သူဟာနဗန်းပညာရက်ကိုအရင်ကတည်းကဘာလို့မလေ့လာလဲဆိုတော့သူ့အဖေလည်းနဗန်းသမားပြီးရင်သူ့အဖိုးလည်းနဗန်းသမားဖြစ်ပြီးတော့သူတို့ခေတ်ကနဗန်းသမားတွေဟာအဲ့လောက်ထိဝင်ငွေမရကြပါဘူးဒါပေမဲ့သူ့ရဲ့ခေတ်မှာဆိုရင်တော့ WWE ဆိုတဲ့ပြိုင်ပွဲတွေခေတ်စားလာခဲ့ကြပါတယ်သူသာအပြိုင်ပွဲမှာဝင်ပြိုင်လို့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်သူ့အမေကိုတင်းတောင်းတင်းတဲ့ထားနိုင်ပြီဆိုတဲ့အတွေ့ကြောင့်သူဟာသူ့ရဲ့အဖေစီနဗန်းပညာတင်ပေးဖို့သူတောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့အဖေဟာလည်းနဗန်းပညာရဲ့အကိုသူတိထားသမျှတတ်ထားသမျှအခုမကျန်အိတ်သွန်ဖာမအကုန်တင်ပေးခဲ့ပါတယ်ဒီလိုနဲ့သူဟာနဗန်းပညာရက်ကိုတစ်နှစ်နီးပါးအထိလေ့လာပြီးနဗန်းလောကထက်ကိုခြေချဖို့ဆုံးဖြတ်ခဲ့ပါတယ်1996မေလမှာတော့ WWE ပြိုင်ပွဲထဲကို Draw ဆိုတဲ့နာမည်နဲ့စတင်ပွဲထွက်လာခဲ့ပါတယ်
1996ကနေ2003ခုနှစ်အထိ9နှစ်အတွင်းဒရော့ဟာချန်ပီယံ10ကြိမ်ထိအဖြစ်ခဲ့ပြီးအောင်မြင်မှုရရှိလာခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုတွေကြောင့်ပဲဒရော့ဟာသူ့ရဲ့မိခင်ကိုတင်းတောင်တင်းတယ်ထားနိုင်ခဲ့ပါတယ်။ဒရော့ဟာသူ့ရဲ့အောင်မြင်မှုကိုဒီလောက်နဲ့ရပ်မနေခဲ့ပါဘူး။သူဟာနဘန်းသမားကနေအနားယူပြီး2003ခုနှစ်နောက်ပိုင်းမှာရုပ်ရှင်လောကထဲကိုဝင်လာခဲ့ပါတယ်။ဒရော့ရဲ့ပထမဆုံးစကားကတော့ဓမ္မမီရတန်နဲ့စတင်ပြီးရုပ်ရှင်လောကထဲကိုခြေချခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးရုပ်ရှင်စကားမှာတော့အောင်မြင်မှုမရသေးဘဲနဲ့ကြချုံခဲ့ရပါတယ်။ပရိသတ်တွေကလည်းဒရော့ကိုအမျိုးမျိုးဝေဖန်တိုက်ခိုက်ကြပြီးဒရော့ဟာလည်းဒါကိုလုံးဝပြူးမဆိုင်ဘဲနဲ့သူအောင်မြင်ဖို့အတွက်ပဲအကြိမ်ကြိမ်စူးစမ်းခဲ့ပါတယ်။2011ခုနှစ်နောက်ပိုင်းမှာတော့ဒရော့ဟာ Fast and Furious မှာဝင် join ပြီးတော့ရုပ်ရှင်လောကအောင်မြင်မှုစရရှိလာပါတယ်။ဒီလိုနဲ့ဒရော့ဟာကမ္ဘာအောင်မြင်ဆုံး Hollywood မင်းသားတစ်ဦးအဖြစ်နဲ့ရပ်တည်နေခဲ့ပါတယ်။ယနေ့အချိန်မှာတော့ဒရော့ဟာအမေရိကန်ဒေါ်လာတန်900နီးပါးအထိကျွဲဝချမ်းသာလာခဲ့ပါတယ်။အဲကြောင့်ကျွန်တော်တို့ဘဝဟာလည်းဘလောက်ပဲအချုံးနဲ့ပဲရင်ဆိုင်ရပတ်ဝန်းကျင်ကဘလောက်ပဲဝေဖန်တိုက်ခိုက်နေပါစေကျွန်တော်တို့သာဆွဲမချော့ပဲနဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အိမ်မက်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေအောင်မြင်မှာပါဒရော့ဟာလည်းဘာမှမရှိတဲ့ဘဝကနေဒီနေ့အချိန်မှာတော့ဒေါ်လာတန်900နီးပါးထိကျွဲဝချမ်းသာလာအောင်သူဘလို့တွေစူးစမ်းရုန်းကန်ခဲ့လဲဆိုတာမိတ်ဆွေတို့လည်းသိကြမှာပါဒါနဲ့ဒရော့ရဲ့ဘဝကနေပေးတဲ့သင်ခန်းစာကတော့အောင်မြင်ဖို့အတွက်အကြောင်းပြချက်ကကြချုံခြင်းပါပဲဒါကြောင့်မိတ်ဆွေတို့လည်းတစ်ခါကြချုံခဲ့ရင်လက်မလျှော့ပဲနဲ့အကြိမ်ကြိမ်ခါစူးစမ်းမှကိုလိုချင်တဲ့ပန်းတိုင်ကိုအကောင့်ထဲပေါ်နိုင်မှာပါမိတ်ဆွေတို့လည်းဒီဗီဒီယိုကိုကြည့်ပြီးဘာသင်ခန်းစာများရလိုက်လဲဆိုတာကျွန်တော်ရဲ့ comment မှာဝင်ရေးခဲ့ပြီးပို့ကျွန်တော်တောင်းဆိုအပ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye